Hello တငယ်ချင်းတို့ TMF အစီအစဉ်လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးကကဘာတဝမ်းကဖြစ်ရမှန်မှုကင်းတွေနဲ့အဲ့ဒီမှုကင်းတွေကိုအခြေခံရိုက်ထားတဲ့ရုပ်ရှင်ဒါမှမဟုတ်မှတ်တမ်းတွေအကြောင်းကိုအပတ်စဉ်ကြာသပတေးနေ့တိုင်းမှာပြန်လည်ပြောပြပေးနေတာဖြစ်ပါတယ်အခုပြောပြမယ့်အကြောင်းလေးကတော့ဒီ Texas ပြည်နယ်ရဲ့ရှိတဲ့ New Boston ဆိုတဲ့မြို့သေးသေးလေးမှာဖြစ်သွားတဲ့အကြောင်းလေးပါတကယ်ချင်းရင်ဒီအကြောင်းလေးကကြောက်စရာလည်းကောင်းတယ်လို့ဝမ်းနည်းစရာလည်းကောင်းတယ်ပေါ့နော်အဲ့ဒီမြို့သေးသေးလေးမှာ Wade ဆိုတဲ့အမျိုးသားတယောက်ရှိတယ်သူ့ပုံစံလေးကဝါနည်းနည်းခက်ဝနဲ့ပေါ့နော်အရက်နည်းနည်းတောင်ကောင်းပုံစံမျိုးပါသူကတာမန်မိသားစုမှာကြီးပြင်းလာပြီးတော့အလုတ်သမားလို့ပဲပြောပါတော့ပေါ့နော်ချမ်းသာတဲ့လူမဟုတ်ဘူးအဲ့တော့2019ခုနှစ်နွေရာသီမှာသူကဒီ Taylor ဆိုတဲ့အမျိုးသမီးတယောက်နဲ့စပြီးတော့တွေ့တယ်ပေါ့နော်သူနာမည်က Taylor Parker ပေါ့အမျိုးသမီးနာမည်ကလေအဲ့ဒီအမျိုးသမီးကရုပ်လဲချောတယ်ပြီးတော့ဆချင်းပြီးတွေးလိုက်တဲ့အချိန်မှာပဲသူက friendly အရန်ဖြစ်တယ်ခင်မီနှစ်လိုပဲကောင်းတယ်ပေါ့နော်ဒီ weight မှမဟုတ်ဘူး weight ကမိတ်ဆက်ပေးလိုက်တဲ့သူတငယ်ချင်းနေသူအတိုင်းဝိုင်းမှာလေကောင်မလေးကအရန်ကိုတွေးလိုက်တာနဲ့ခင်မီရင်းနှီးစရာကောင်းပြီးတော့ဖော်ရွေလည်းအရန်ရှိတော့လူတွေကသဘောကျတာပေါ့နော်ဆိုတော့အဲ့ဒီ Taylor Parker ဆိုတဲ့ကောင်မလေးကမကြခင်မှာပဲဒီ weight ရဲ့ရီးစားပေါ့နော်ရီးစားဖြစ်လာခဲ့တယ်အဲ့လိုမျိုးအချိန်မှာသူတို့အတူတူတော့မနေသေးဘူးအတူတူမနေသေးပေမဲ့ကောင်မလေးကဘာပြောလဲဆိုတော့သူ့မှာပတ်စံကြီးအများကြီးရှိတယ်ပေါ့နော်သူ့ရဲ့ပတ်စံတွေကဘယ်ရလဲဆိုတော့သူ့ရဲ့အဖိုးတွေအဖွားတွေကထားခဲ့တာပေါ့ထားခဲ့တယ်ဆိုတော့weight ကိုဘေးနာသူတငယ်ချင်းနေပါရောဝမ်းတာတာပေါ့နော်ဝမ်းတာရဲဆိုတာက weight ဆိုတာကဒီတာမန်မိသားစုကပေါက်ဖွားလာတာပတ်စံနေအများကြီးမရှိဘူးဒါပေမဲ့ကောင်မလေးရဲ့ပတ်စံနေအများကြီးရှိတယ်အဲ့တော့ weight ကတကယ်တော့အလုပ်ကြိုးစားတယ်အဲ့ဆိုသူတို့နှစ်ယောက်ပေါင်းလို့ရှိရင်တကယ်ဟိုပဲပေါ့နော်ဟိုဘက်ဒီဘက်မျှတယ်ဆိုပြီးတော့အတိတွေကဝမ်းတာကြတာပေါ့နော်ပြီးတော့အဲ့ဒီ Taylor ကဘာပြောသေးလဲဆိုရင်သူကတနေ့မှာမီလီယံနာဖြစ်လာမှာပေါ့နော်ဒါပေမဲ့အခုပြဿနာကဘာဖြစ်နေလဲဆိုသူအမေကြောင့်သူကပတ်စံနေမရဘူးဖြစ်နေတာပေါ့နော်အမေကကြားထဲမှာခြေထိုးခံနေလို့ပေါ့နော်ဗမာလိုပြောရမယ်ဆိုရင်အဲ့လိုမျိုးဆိုတာကြောင့်သူပတ်စံနေမရဘူးအဲ့ Taylor ကသူ့အမေအကြောင်းအမြဲပြောလို့ရှိရင်သူ့အမေကမကောင်းတဲ့အမျိုးသမီးလို့အမြဲတမ်းပြောတယ်မကောင်းဆိုတာတာသမီးပေါ်မှာမကောင်းပဲနဲ့monster ပေါ့နော်မကောင်းဆိုတာတယောက်ပေါ့သားသမီးရမဲ့ပတ်စံတွေကိုသူကကြားတဲ့ကလပ်ဖန်ထိုးထားတယ်လို့ပါတော့အဲ့လိုပုံစံမျိုးနဲ့သူကပြောတော့အကောင်လုံးကလည်းယုံတယ်ကွာသူပြောတာလေအကောင်လုံးကိုယုံတယ်အဲ့မှာသူတို့နှစ်ယောက်ဒီ dating နေပါလောက်ပြီးတော့တိတ်မကြဘူးTaylor ကဘာပြောလဲဆိုတော့ငါနေနဲ့အတူလာနေမယ်ပေါ့နော် weight ကိုပြောတယ် weight ကလည်းသူတို့အဆင်ပြေနေတာပဲလေကောင်မလေးကလည်းချောတယ်ခင်နှစ်လိုပွဲလဲကောင်းတယ်မိသားစုအတိုင်းဝိုင်းနဲ့လည်းရင်းနှီးနှီးရှိတယ်ဆို okay လာနေဆိုပြီးတော့သူတို့နှစ်ယောက်စပြီးအတူတူနေကြတယ်အဲ့ဒီမှာTaylor ကသူနေတဲ့နေရာကအိမ်furniture တွေပေါ့နော်ပရီဘောကတွေပါရောင်းပြီးတော့ weight အိမ်ကိုလာနေတော့ तू ကလေခရီးသွားတဲ့ပုံစံမျိုးပဲသူ့မှာဘာမှမရှိသလိုပဲ luggage တစ်ခုတည်းနဲ့လာနေတာပေါ့နော်လာနေတယ်နောက်Taylor မှာကသူ့မှာသားသမီး2ယောက်ရှိတယ်အဲ့ဒါကိုလည်း weight ကိုပြောတယ်ဒါပေမဲ့သူတို့သားလေးကိုတော့သူတို့တစ်ခါမှမမြင်ဘူးအဲ့ဒီအချိန်ပေါ့နော်စတွေ့တဲ့အချိန်မှာမမြင်ဘူးသမီးလေးကိုတော့တွေ့ဘူးတယ်ပေါ့နော်ပြီးတော့Taylor ကအရန်ကိုခဲလောက်တတ်တာ weight ကအလုံးလုံးနေပြီဆိုသူကအိမ်မှာဟင်းနေချက်ထားတယ်အိမ်ရှင်မကောင်းပေါ့နော်အဲ့လိုပုံစံမျိုးအရန်ဖမ်းတော့သူတော်တော်အဆင်ပြေတယ်အစမှာပေါ့နော်အဲ့ဒီလိုနဲ့တနေ့မှာTaylor ကဘာပြောလဲဆိုရင်ငါအမွေကဒေါ်လာ8သန်းပေါ့နော်အမွေရဒေါ်လာ8သန်းရမှာဆိုပြီး weight ကိုပြောတယ်အဲ့ချိန်မှာနိုဝင်ဘာလ2019ပတ်ဝန်းကျင်လောက်ဖြစ်နေအမွေရ8သန်းတောင်ရမယ်ဆိုတော့သူတို့လည်းအရန်အံ့ဩတာပေါ့နော်ဒီလိုငွေဆိုတာသူတို့အတွက်တစ်သက်လုံးမျှော်လင့်ရင်တော့မရနိုင်ဘူးဆိုတော့အရန်အံ့ဩတယ်ပြီးတော့ဘာတွေစလုပ်လဲဆိုတော့ကားတွေဝယ်တယ်ထွန်ဆက်ပေါ့နော်ဗမာလိုပြောမယ်ဆိုအဲ့လိုထွန်ဆက်ကြီးတွေပေါ့နော်အဲ့လိုမျိုးဝယ်တယ်ဝယ်တော့ထွန်ဆက်တွေမှာလည်းတကယ်ဈေးကြီးတော့ပတ်ဝန်းကျင်ပေါ့နော် weight ကတငယ်ချင်းတွေပါတယ်အလုပ်တူတူလုပ်တဲ့လူတွေကလည်းဟာမိုက်တယ်ပေါ့နော်ဒီဆက်ကြီးတွေကသူတို့အတွက်လိုတယ်ပေါ့နော်သူတို့ဆိုတော့ပျော်ကြတာပေါ့နော်ပြီးတော့ weight ကသူ့အမေအတွက်ကားတစ်စီးလဲဝယ်ပေးတယ်ကားဆိုတော့သူ့အမေတို့သူဝယ်ပေးတယ်ဆိုပေမဲ့သူ့မှာပတ်စံမရှိဆိုအမေသိတယ်အဲ့တော့ဒီကမလေးဝယ်ပေးတာပေါ့နော်အဲ့တော့
အမေလို့သူကလည်းကျေးဇူးတင်တာပေါ့နော်ဝိတ်ကအဲ့ဒီကားဝယ်ပေးတယ်ဆိုတာကိုတော့သူက Facebook မှာတင်လိုက်သေးတယ်သူ့အမေမွေးနေ့အတွက်ပေါ့နော်သူနဲ့သူ့ရဲ့ကောင်မလေးနဲ့ဒီတေလာနဲ့ကစဉ်းစားပြီးတော့အမေအတွက်သူ့အမေကကားရှာနေတာကြာပြီပေါ့နော်အခုတော့သူ့အမေအတွက်လိုအပ်တဲ့ကားလေးဝယ်ပေးလိုက်နိုင်တယ်အဲ့လိုမျိုးပေါ့ကွာ Facebook မှာတော့တင်ပြီးကြွားလိုက်သေးတယ်နောက်တေလာကဘာပြောလဲဆိုတော့ဒေါ်လာ8သန်းဆိုတော့ဝိတ်ကိုပေါ့နော်နေဘာလိုချင်လဲလို့မေးတော့ဝိတ်က तू လိုချင်တာ तू ပြောတယ် तू ကဘာလဲဆိုတော့ဒီလိုမျိုးအလုတ်သမားဆိုတော့ तू အဲ့ကွာ agriculture ပေါ့နော် channel ဘာတွေမှာအဲ့လိုမျိုးလုပ်တယ်ဆိုတော့မြေအကြီးကွယ်ပေါ့နော်မြေကွက်အကြီးကိုသူတို့လိုချင်တော့အမှ तू အင်တာနက်ကတွေ့ထားတာတခုရှိတယ်ရှိတော့ तू ကအဲ့ဒါကိုတေလာကိုပြတယ် तू လိုချင်တာဒါပေါ့နော်သူလိုချင်တာဒါဆိုတော့တေလာလဲ okay ဝယ်ပေးမယ်ပေါ့နော်အဲ့ဒီမြေကအကျယ်ကြီးပေါ့နော်တော်တော်အကျယ်ကြီးကိုဘယ်လောက်တန်လဲဆိုတော့ဒေါ်လာ4သန်းတန်တယ်ဒေါ်လာ4သန်းတန်တော့အစပိုင်းမှာ तू ကအိမ်ချမ်းမြေအကျိုးဆောင်ပဲပမာလူပြောမှာပေါ့သူတို့စပြီးတော့ဖုန်းခေါ်တေလာပေါ့နော်ဖုန်းခေါ်ပြီးတော့သူကတော့သူအမွေရလို့ပါညာပေါ့နော်ဒီမြေကိုသူလိုချင်တယ်ဒါပေမဲ့သူ cash ပဲပေးနိုင်နေမယ်ပေါ့နော်ဘဏ်ကလွှဲတာတွေရောအဆင်ပြေမလားဆိုတော့အဲ့လိုသူတို့မှာအခက်အခဲရှိတယ်ကွာဘဏ်နဲ့ cash နဲ့ဘယ်လိုဆိုတဲ့ဇယားတွေရှိတယ်အဲ့တော့နောက်ကြတော့သူကဘာပြောလဲဆိုတော့သူ့ရဲ့ဘဏ်မှာအလုပ်လုပ်နေတဲ့ Uncle Batch ဆိုတဲ့လူကဒေါ်လာ3သိန်းလွှဲပေးမယ်ပေါ့နော်လွှဲပေးမယ်အဲ့လိုမျိုးတွေလည်းပြောထားတယ်အစပိုင်းမှာအဲ့လိုမျိုးတွေလုပ်နေတော့သူ့အမေကိုလည်းကားဝယ်ပေးပြီးတော့3ပတ်လဲကြာတော့အဲ့ဒီကားကိုလာပြီးတိမ့်သွားလာပြီးကြောင်းတဲ့လူကလာတိမ့်သွားတော့သူ့အမေကနားမလဲဘူးအဲ့ wait တဲ့အမေနာမည်ကော်နီတဲ့သူကနားမလဲတော့ကော်နီကနားမလဲဘူးဆိုတော့ဟဲ့ဘာဖြစ်လို့ကားကိုတိမ့်တာလဲပေါ့နော်အဲ့တော့လာတိမ့်တဲ့လူတွေကပြောတယ်ကားဖို့မပေးရသေးဘူးပေါ့အဲ့ဒီမှာကော်နီကနည်းနည်းစိတ်ထဲမှာတမျိုးဖြစ်သွားတာပေါ့နော်ခုနပြောသလို तू ကသူ့သားသူ့ကိုဝယ်မပေးနိုင်ဘူးဆိုတာ तू သေချာသိတယ်တော့ကောင်မလေးကပတ်စံရှိတယ်ဆိုပြီးတော့သူ့ကိုဝယ်ပေးတာကွာအဲ့တော့အဲ့ဒီကားကြီးကို3ပတ်နေတဲ့ကြာမှာပတ်စံမပေးရဘူးသေးဘူးဆိုတော့လာသိန်းတော့တခုခုဖြစ်နေပြီပေါ့နော်ဒီသူ့သားနဲ့ကောင်မလေးအတွဲမှာအစင်မပြေတာတခုခုဒါမှမဟုတ်လို့ရှိရင်ပုံမှန်တော့မဟုတ်ဘူးဆိုတာမျိုး तू ကစပြီးခံစားလာနောက်တစ်ခုကျတော့အဲ့ဒီခုနကမြေ4သန်းပေါ့နော်ဒေါ်လာ4သန်းတန်တဲ့မြေကိုဝယ်မယ်ဆိုတော့လေဒီလာနေရွှေညာရွှေပြီးလို့ရှိရင်စကားတွေကပြောဒီပြောနေနောက်ကျတော့အဲ့ weight နဲ့ဒီတေလာနဲ့ခဏစကားတွေများကြပြီးတော့ရန်နေဖြစ်ကြတာပေါ့နော်ရန်ဖြစ်ပြီးတေလာနောက်ပိုင်းကျသူက stress တွေပါရတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်ထိကိုသူတို့ပတ်ဝန်းကျင်ကလူတွေပါတယ်သူတို့တွေ့နေတော့ဒါပုံမှန်ပဲပေါ့နော်ပုံမှန်ဘယ်လိုလဲသမီးစားကြပေါ့နော်လင်မယားပဲပြောပါတော့ပမာလို့ဆိုရင်သူတို့ကလက်မထပ်သေးပေမဲ့အတူနေဆိုပုံမှန်ပဲသူတို့ချိန်နေကောင်းနေဆုံးပဲလို့ထင်နေကြတော့မယ်အဲ့လိုနဲ့ဇန်နဝါရီလ2020ရောက်လဲရောက်ကောအဲ့ဒီ weight ကတငယ်ချင်းတယောက်ဒီတငယ်ချင်းဆိုတာသူနဲ့အလုပ်တူလုပ်တဲ့တငယ်ချင်းရဲ့မိန်းမပေါ့နော်သူတို့တငယ်ချင်းပဲပြောပါတော့အန်ဂျလာဆိုတဲ့အမျိုးသမီးကိုတေလာကဘာပြောလဲဆိုလို့ရှိရင်ငါကလေးရနေပြီထင်တယ်ငါကိုဝင်ရနေပြီထင်တယ်လို့ပြောတယ်အဲ့ဒါတော့ဟိုမျိုးသမီးကပြန်ပြောတယ်နင်ကိုဝင်ရနေတယ်ဘယ်လိုလုပ်သိလဲဆိုတော့တေလာကဘာပြန်ပြောလဲဆိုငါမှန်ထဲမှာကြီးတဲ့အခါမှာငါရဲ့ aura ကပြောင်းနေပြီပေါ့နော်ငါသိတယ်ကလေးရနေပြီဆိုတာအဲ့ဒါဟိုမျိုးသမီးကတော့သူ့ကိုပြန်ပြောလိုက်သေးတယ်ပေါ့နော်ကလေးရမရဘူးမှန်နဲ့ကြည့်ုံနဲ့သိရမဖြစ်နိုင်ဘူးနင်စစ်ကြည့်ပေါ့နော်စစ်ကြည့်ပေါ့ဆိုအဲ့လိုနဲ့အဲ့ဒီနောက်မျိုးသမီးကိုဗာပြောလဲဆိုတော့တကယ်လို့မြန်ငါကလေးရလာခဲ့ရင်ကလေးကိုနင့်ကို anti bay လို့ခေါ်ခိုင်းမယ်ပေါ့နော်ဆိုတော့ဟဲဘာဖြစ်လဲဆိုတော့ best and ever ပေါ့နော်အကောင်းဆုံးကဘာပေါ်မှာအကောင်းဆုံးအတော်ပေါ့နော်အဲ့လိုမျိုးနင့်ကိုငါခေါ်ခိုင်းမယ်အဲ့လိုနဲ့သူမှဒီတေလာကသူ့မှာကိုဝင်ရှိနေပြီဆိုတာကိုကြေညာပြီးတော့အဆရပြင်ဆင်တယ်weight ကကလေးတယောက်မှမရဘူးမိန်းမလည်းမယူဘူးတေလာကကလေး2ယောက်ရှိဘူးတော့သူကဒီကလေးရလို့ရှိရင်ဘာတွေပြင်ဆင်ရမယ်ဆိုတော့ तू သိရကွာဥပမာဒိုင်ပါတွေဝယ်တာတို့ကလေး lotion တွေဝယ်တာတို့ကလေးကိုလိမ့်ပေးရမယ့်အစီတွေဝယ်တာတို့အဲ့လိုဟာမျိုးတွေ तू စပြီးလှုပ်လာတဖြည်းဖြည်းနဲ့စစုဆောင်းတာပေါ့နော်အဲ့ဒါက January လ2020မှာစတာFebruary လ2020March လ2020လဲရောက်ကောသူတို့ကကလေးကဘာလဲယောက်ျားလေးလား main ကလေးလား gender reveal လုပ်မယ်ဆိုပြီးတော့သူတို့ကပြောပြီးတော့အမှသူတို့ခြံမှာရှိတဲ့နွားပေါက်လေးလိုဟာမျိုးလေးအမှခေါင်းမှာကွာပန်းရောင်လိပ်ပြပုံစံလေးကွာအဲ့လိုဟာမျိုးလေးတက်ပြီးတော့ reveal လုပ်တာပေါ့နော် main ကလေးပေါ့ပြောချင်တာကတော့အဲ့ဒီ
သူကဒီဟာမိန်းကလေးပါဆိုတဲ့ဟာကိုတက်တည်ပြဖို့ဒီလက်ပေါ်တော့တက်ခွဲကန်းထုတ်ပေးထားတဲ့ result ကိုသူကစာရွက်ကြီးကိုတငယ်ချင်းတွေကိုပြတဲ့အခါမှာတငယ်ချင်းတွေကလည်းတချို့ကတော့တမန်ကရှာငါကြည့်ပြီးတော့အေး congratulations ပေါ့နော်တချို့ကြတော့တချို့မဟုတ်အဲ့ Stephanie ဆိုတဲ့တယောက်ကအဲ့ Stephanie ကလည်း wait ကတငယ်ချင်းပဲသူကြတော့တေချာကြည့်ပြီးတော့ဟဲ့နေ့ရဲ့ result က2016 date ကြီးနဲ့ပါလားပေါ့နော်အဲ့လိုလဲပြောလိုက်တော့တေလာကချက်ချင်းဆရာဝန်ကိုသူ့ရှိမှာပဲဖုန်းကောက်ဆက်တယ်လို့မျိုးလုပ်ပြီးတော့သူတကယ်ဆက်လာမဆက်လာတော့ तू မသိဘူးပေါ့နော် तू ကဘာပြောလဲဆိုတော့ဟုတ်တယ်ဆရာဝန်သူတို့ဟိုပေါ့နော်တက်ခွဲကမှာအမှားဖြစ်လို့အကုန်လုံးအဖြေတွေဒိတ်တွေအမှားတွေနဲ့ထွက်ထားရပေါ့နော်ဒါပေမဲ့ main ကလေးဆိုတာတော့တေးကြတယ်အဲ့တော့ weight နဲ့ tailor နဲ့တိုင်ပြီးဒီကလေးကိုဘယ်လိုခေါ်မလဲ clancy လို့နာမည်ပေးမယ်ဘာညာပေါ့နော် weight ကကလေးတခါမှမယူဘူးတော့ तू ကဟိုစိတ်လှုပ်ရှားမှုလို့ရှိတယ်စိတ်လှုပ်ရှားရပေါ့နော်အဲ့လိုနဲ့သူတို့တွေကကလေးရဲ့ဒီ gender reveal ကို तू က Facebook မှာတင်တော့အဲ့တေလာရဲ့အရင်တော့ငငယ်တော့ပေါင်းခဲ့တဲ့တငယ်ချင်းတွေအဲ့ဒါယူသွားတွေ့တာသွားတွေ့ပြီးတော့အဲ့တေလာရဲ့တငယ်ချင်းတယောက်ကဆိုဘာပြောလဲ bright ဆိုတဲ့ကောင်မလေးကဘာပြောလဲဆိုတော့ तू အဲ့ဒါယူမြင်လိုက်တော့စိတ်ထဲမှာပေါ့နော်ကိုရီလိုပြောမယ် engine နာပေါ့နော်ညာပြောနေမှန်းသိတော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်တဲ့တေလာကကလေးမရနိုင်တော့ဘူးသူ့မှာကတဲ့အိမ်မရှိတော့အဲ့ဒါကိုသူနဲ့အနီးဆက်ဆုံးဖြစ်တဲ့တငယ်ချင်းတွေကသိတယ်တငယ်ချင်းတွေဆိုတာဟို high school ကတငယ်ချင်းတွေပေါ့နော်ငငယ်ကတငယ်ချင်းတွေဘာဖြစ်လို့လဲဆိုတော့2010လောက်မှာဒီတေလာအသက်19နှစ်လောက်မှာသူကကလေးကိုဝင်ရပြီးတော့ကလေးတယောက်ကိုမွေးလိုက်တယ်နောက်တစ်ခါတယောက်မွေးတယ်သူ2ယောက်လဲမွေးလဲပြီးတော့သူကကလေးထပ်မလို့ချင်တော့ဘူးဆိုပြီးတော့2014လောက်မှာသူအဲ့ကလေးမရအောင်လှုပ်လိုက်တာကွာ blog တစ်ခုလှုပ်လိုက်တယ်လို့ပြောတယ်အဲ့ဒီဟာကိုလှုပ်ပြီးတော့တစ်နှစ်ခွဲလောက်လဲကြာအဲ့ခန္ဓာကိုယ်တွေမှာသွေးထွက်လို့ဆိုပြီးသူဆေးရုံကိုပြန်သွားတော့သူတို့မျိုးနယ်လေးဆေးရုံကိုပြန်သွားတော့အဲ့ဒီမှာဟိုဟာဒီအတွင်းမှာသွေးတွေထွက်တော့ surgery လုပ်ရတယ်ဓာတ်ခွဲခန်းဝင်ရတယ်ဝင်တော့ဆရာဝန်တွေကမဖြစ်မနေသူ့ရဲ့တဲ့အိမ်ကိုထုတ်ပလိုက်ရတယ်အဲ့ဒါကိုသူနဲ့ high school တက်ဖူးတဲ့တငယ်ချင်းတွေအကုန်လုံးသိတယ်ဆိုတော့သူကကလေးဘလို့မှမရနိုင်ဘူးသူ့မှာတဲ့အိမ်မှမရှိတာဟိုအဲ့ဒီတော့ခုနကပြောသလိုဒီမျိုးလေးကတေးသေးလေးဆိုတော့ပြီးတော့ Facebook ကလူတိုင်းကကိုယ်အကောင့်ထဲကလူကသူ့အကောင့်ထဲမှာရှိတယ်အဲ့လိုမျိုးဆိုဆက်နွယ်နေတဲ့အခါကျတော့ဟိုအဲ့ကျမ်းမာရေးဆေးရုံမှာရှိတဲ့လူတွေကလည်းဒီတေလာကဟာငါမှကလေးမိန်းကလေးကိုဝင်ဆောင်ထားရတယ်ပါဆိုသူတို့ရမ်းအံ့ဩပြီးတော့ဒါမဖြစ်နိုင်ဘူးဆိုတာသိတယ်ဒါပေမဲ့သူတို့ကြတော့ဟိုဆေးပညာအရာစောင့်စည်းရမယ်ကျင့်ဝင်ရှိတော့ဟိုလူတိုင်းကိုလိုက်ပြောလို့မရဘူးလေဒီကောင်မလေးညာနေတယ်ဆိုတာဒါပေမဲ့သူတို့ကအဲ့ဒါကိုသိတယ်ပေါ့နော်သိတော့ပြီးတော့တေလာမှာအဲ့ငငယ်တော့ခုနပြောတဲ့ high school မှာတော့ Abby နဲ့ Bright ဆိုတဲ့တငယ်ချင်းရှိတယ်အဲ့တငယ်ချင်းတွေကဘာပြန်ပြောလဲဆိုရင်တေလာကသူတို့နဲ့ចောင်းတူတက်တော့ကလည်းတစ်ချိန်လုံးဖျားတာပေါ့နော်ငါနေမကောင်းလို့ပါငါမှာကင်ဆာရှိနေပြီလားမသိဘူးငါမှာ brain tumor တွေရှိနေပြီလားမသိဘူးငါလေဖြတ်တယ်အဲ့လိုမျိုးတွေကွာတစ်ချိန်လုံးသူက Facebook မှာတင်းတယ်ចောင်းကိုလည်းမလာဘူးအဲ့လိုမျိုးနဲ့ဆိုတော့တငယ်ချင်းတွေကသူ့ကိုဘယ်လိုထင်လဲဆိုတော့အစတော့တနာတာပေါ့နော်သူကတစ်ချိန်လုံးဖျားနေတာဘလို့ဖြစ်တာလဲမသိဘူးနောက်ပိုင်းကျတော့သူကဖျားရင်လဲ Facebook မှာတင်တယ်ဆေးရုံရောက်ရင်လဲ Facebook မှာတင်တယ်တခုခုဆိုလဲအဲ့လိုမျိုးတင်နေတော့တငယ်ချင်းတွေကသူဟုတ်ပါမလားဆိုတဲ့အတွေးမျိုးရောက်လာအဲ့ဒီအချိန်မှာမှသူတို့တငယ်ချင်းတွေမှာတယောက်ရှိတယ် Mackenzie ဆိုတဲ့ကောင်မလေးကဟိုကိုဝင်ရတော့ဟိုအကောင်လုံးကပြောတယ်ပေါ့နော်အဲ့မှာတေလာကအရန်ဆိုးသွားတာကဘယ်လောက်ထိဆိုးသွားလဲဆိုတော့ तू ကဟာသူတငယ်ချင်းကိုဝင်ရတာအရန်ပြောတယ်ပြီးလို့ရှိရင်ကိုဝင်ရဘယ်နှစ်ပတ်လဲနေပါရီစားတော့ဟိုအကောင်လုံးကွာမသိရင် तू ကိုယ်တိုင်ကိုဝင်ဆောင်ထားတယ်လို့အဲ့တငယ်ချင်းကိုအရန်ကို invade လုပ်တာပေါ့နော်သူ့ရဲ့ privacy တွေဘာတွေအစအဲ့လိုမျိုးတွေလုပ်ပြီးတော့နောက်ဆုံးကြတငယ်ချင်းတွေကိုဘာပြောလဲဆိုတော့နင်တို့သိတဲ့အတိုင်းပဲငါတအိမ်ထုတ်တာကတော့ကလေးမရတော့ဘူးလေပေါ့နော်အဲ့တော့ငါ့ကိုကလေးနင်တို့ဟိုမွေးပေးမလားပေါ့နော်ငါနင်တို့$5000ပေးမယ်အဲ့လိုမျိုးတွေပြန်ပြောကြတော့တငယ်ချင်းတွေကလည်းသူနဲ့တဖြည်းဖြည်းဟိုခက်လက်မှာပဲနေတော့တယ်သူနဲ့အရင်လိုမပေါင်းကြတော့သူကဘလို့မှနားလဲရခက်လို့ပေါ့နော်အဲ့တော့ခုနကပြောခဲ့တဲ့ဒီဓာတ်ခွဲကအဖြေဒိတ်မားနေတဲ့အဖြေကိုတွေ့တယ်ဆိုတဲ့အမျိုးသမီးကခုနက weight ကတငယ်ချင်း Stephanie ဆိုတဲ့အမျိုးသမီးအဲ့အမျိုးသမီးကအဲ့အဖြေကိုကြည့်ပြီးတော့သူရှိမှာပဲတေလာကဓာတ်ခွဲကကိုဖုန်းခေါ်ပြီးတော့ပြောပြတယ်ဒါပေမဲ့ကွာ तू ကသိမယုံတော့သူဓာတ်ခွဲခန်းကိုဖုန်းဆက်ကြည့်အောင်မယ်ဆိုပြီးတော့အဲ့ Stephanie ကဓာတ်ခွဲခန်းကိုသူဖုန်းဆက်ကြည့်တာဓာတ်ခွဲခန်းကိုဖုန်းဆက်ကြည့်တဲ့အခါကျတော့ဓာတ်ခွဲခန်းကအမျိုးသမီးကသူ့ကိုဘာပြောလဲဆိုတော့ဟ
နေကဘသူ့အတွက်မေးနေတာလဲပေါ့နော်အဲ့ဒါ तू ကပြောလိုက်တယ် Taylor Parker ပေါ့အဲ့တော့ဒါပေမဲ့အဲ့ဓာတ်ခွဲကအမျိုးသမီး तू ဘာမှမပြောဘဲနဲ့ तू ပြောလို့ तू က confidential မို့လို့ तू ပြောလို့မရဘူးဒါပေမဲ့ तू က Stephanie ကို तू ဘယ်လိုပြောလဲဆိုတော့နင်းရဲ့instinct ပေါ့နော်နင်းစိတ်ထဲမှာဘယ်လိုခံစားနေရလဲဆိုတာကိုနင်းရဲ့ instinct ကိုပဲယုံလိုက်ပါလို့ तू ကအဲ့လိုပြောတယ်ပြောချင်တာကဒီတေလာရသွားတဲ့ဓာတ်ခွဲခန်းအဖြစ်ဆိုတာသူတို့ဓာတ်ခွဲခန်းထုတ်တာမဟုတ်ဘူးဆိုတာကို तू ကဓာတ်ရိုက်မပြောဘဲနဲ့တွယ်ဝိုက်တော့နီးအဖြစ်ပြောတာပေါ့နော်အဲ့လိုတစ်ချိန်တည်းမှာပဲ Wake ကော Angela ရော Wake ရဲ့အမေရောသူတို့ကmessage တွေရအောင် message တွေကဘာလဲဆိုတော့သူတို့နှောက်ရက်တဲ့ message တွေဒီတေလာကဘလောက်ကောင်းကြောင်းပြီးလို့ရှိရင်တေလာရဲ့အမေကဘလောက်ဆိုးကြောင်းတေလာကိုနင်တို့ကဘလို့ဆက်ဆံကြောင်းအဲ့လိုဟာမျိုးတွေကိုကွာအနှောက်ရက်ပေးတဲ့ message တွေအများကြီးရတဲ့အပြင်ဒီခုနကပြောခဲ့တဲ့ဒေါ်လာ4 သန်းတန်မြေကိုလည်းဝယ်မယ်ဆိုတဲ့အိမ်ချမ်းမြေအကျိုးဆောင်တွေကိုလည်းအဲ့ဒီတေလာဖုန်းတွေဆက်ပြီးတော့အငိုးတွေအယူတွေနဲ့ဗာပြောလဲဆိုတော့ तू ကအရန်လိုချင်တာမှန်ပါတယ်ပေါ့နော်ဒါပေမဲ့သူ့အမေကအခုသူ့ရဲ့အမွေတွေပေါ့နော်အမွေရမယ့်ပတ်စံတွေကိုဂျားတဲ့ကယူထားတော့ तू အစင်မပြေဘူးပေါ့နော်ဒါအောင်မဝယ်နိုင်တော့ဘူးဆိုငိုးရှိပြီးပြောတာပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒီမှာတေလာကလည်းသူကတစ်ဖက်မှာအဲ့လိုတွေပြောပေမဲ့သူ့ရဲ့ကိုဝင်နဲ့ပတ်သက်ပြီးတော့တစ်ချိန်လုံး Facebook မှာတင်တဲ့ခါကျတော့လေကိုဝင်လေးကဘယ်နှပတ်ရှိတယ်ဒီနေ့ကလေးလေးကလှုပ်တာတယ်အဲ့လိုဟာမျိုးတွေပေါ့နော်အဲ့ဒီတေလာကသူကအရင်တော့သူငယ်ဘဝတော့အရန် overweight ဖြစ်ခဲ့တာပေါ့နော်ဝတုတ်ကြီးပဲသူကအဲ့ဒါကိုမပြောတော့သူအဲ့2018 2019လောက်မှာသူက weight တွေပါတယ်ချပြီးတော့တေးပေါ့အရန်တော့မသေးဘူးပေါ့နော်ဒါပေမဲ့လှသွားတဲ့အချိန်ကြာမှသူအလုပ်တွေပါတယ်လည်းရတယ်အဲ့ဒီအချိန်မှာသူအလုပ်တစ်ခုကပါလဲဆိုတော့အဲ့အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အလုပ်တစ်ခုပဲသူရတယ်ကွာအကျိုးဆောင်လိုပုံစံမျိုးတင်တယ်အဲ့လိုအလုပ်ရတယ်ရပြီးတော့အဲ့အလုပ်ထဲမှာအမျိုးသမီးတယောက်သူ့အထက်ကအမျိုးသမီးကကလေးရပေမဲ့အဲ့ဒီအမျိုးသမီးကလေးကအဖတ်မတင်မဲနဲ့ဆုံးသွားတဲ့အခါကျတေလာဘယ်လိုပြောလဲဆိုတော့အဲ့အမျိုးသမီးကိုသူ့လုံးကလည်းသူ့ကလေးက brain damage ဖြစ်လို့ပေါ့နော်မွေးချင်းဆုံးသွားတာအဲ့အတွက်သူခံစားလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီအမျိုးသမီးကလည်းသူ့ဘဝမှာသူတယောက်တည်းဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတယ်ထင်နေတာတေလာကလည်းအဲ့လိုမျိုးဆိုတော့သူ့ကိုနှစ်သိမ့်ပေးပေါ့ရရဲဆိုပြီးသူတို့ကတော်တော်ခင်သွားသေးတယ်ဒါပေမဲ့နောက်ပိုင်းကျမှအဲ့ဒီတေလာကသူကအလုံးမလုံးဖဲနဲ့ကွာအဲ့လိုဒီသူ့အမျိုးအဲ့သူ့ထက်ကအမျိုးသမီးရဲ့ဆိုင်းနေပါတယ်အတုတွေပါတယ်ထိုးပြီးတော့လူတွေကိုဆက်သွဲတာကွာအဲ့လိုကမြောက်ကချောက်တွေလောက်တော့မှ तू ကအလုတ်ထုတ်ခံလိုက်ရတာအလုတ်ထုတ်ခံရပြီးတဲ့နောက်ပိုင်းကျမှ तू အဲ့ weight နဲ့တွေ့တာပေါ့နော်နောက်ပြီးတော့အဲ့2019နောက်ပိုင်းမှာလဲ Regan ဆိုတဲ့ကောင်မလေးတယောက်က तू ကမင်္ဂလာဆောင်မယ် तू ကမင်္ဂလာကိုဆောင်တာကိုအကုန်ကြတက်ဖြစ်စေချင်တော့ဓာတ်ပုံဆရာငှားတဲ့အခါကျတော့ तू က online မှာကြော်ညာလိုက်တာ तू မင်္ဂလာဆောင်ဓာတ်ပုံရိုက်ပြနိုင်မယ်လူရှိမလားပေါ့နော်အဲ့လိုကြော်ညာလိုက်တော့တေလာသူ့ကိုဆက်သွယ်ပြီးတော့ဓာတ်ပုံရိုက်ပေးတယ်အဲ့ဒီဓာတ်ပုံရိုက်တဲ့သူ့မင်္ဂလာဆောင်မှာဓာတ်ပုံရိုက်ပေးတဲ့တေလာကလည်းလူတွေနဲ့တွေးလိုက်တာနဲ့ဖက်လဲတကင်းဖြည့်ပြီးတော့ရင်းနှီးဖော်ဖြည့်ပြီးတော့သူကိုယ်တိုင်မသိရင်သူညမမင်္ဂလာဆောင်တယ်လို့မျိုးကိုအကုန်လုံးကိုလုပ်ပေးတာကွာဓာတ်ပုံလေးတွေကလည်းလှတယ်ပေါ့နော်အဲ့တော့ Regan နဲ့တေလာနဲ့အမှလည်းအရန်ခင်သွားကြတယ်အဲ့ဒါ2019နောက်ပိုင်းတော့ပေါ့နော်အခုသူကိုဝင်ရတဲ့ဒီ2020ကိုပြန်သွားမယ်ဆိုလို့ရှိရင်ဒီ2020ဇွန်လပေါ့နော်သူကိုဝင်ဂျူဒိတ်မတိုင်ခင်3လအလိုမှာသူကဆရာဝန်ရှိသွားတယ်သူဆရာဝန်ပေါ့နော် OGC သွားတယ်ဒါပေမဲ့ weight ကလိုက်လို့မရဘူးဘာလို့လဲဆိုတော့ကိုဗစ်နဲ့ဆိုတော့ဒီလားကိုဗစ်နဲ့ဆိုတော့တားထားတာတွေပါရှိတယ်နောက်ပိုင်းကျ weight လိုက်လို့ရတဲ့အချိန်ကျတော့လေဒီလားဘာပြောလဲဆိုတော့ဒီနေ့ဆရာဝန်ရမအားလို့ cancel လုပ်လိုက်တဲ့ appointment ကိုအဲ့လိုမျိုးတွေရှောက်ပြောတာကွာအဲ့လိုနဲ့ August လ2020ရောက်လာတော့သူမွေးဖို့1လလောက်ပဲလိုတော့တယ်အဲ့ဒီအချိန်မှာတေလာကသူဒီကိုဝင်ဆောင်ဓာတ်ပုံရိုက်ချင်တယ်ပေါ့နော်ရိုက်ချင်တဲ့အခါကျကယ်လီဆိုတဲ့အမျိုးသမီးဓာတ်ပုံဆရာတယောက်ရှိတယ်သူလိုမျိုးပါပဲအဲ့ဒီအမျိုးသမီးကိုငှားပြီးရိုက်တယ်အဲ့ဒီအမျိုးသမီးကပြန်ပြောတော့လေတေလာကတကယ်ကိုသူ့ကိုယ်သူယုံကြည်မှုရှိပြီးတော့အရန်ကိုပျော်ရွှင်နေတဲ့အမျိုးသမီးပြောနော်ကလေးရမှလည်းအရန်ပျော်ရွှင်နေတဲ့အမျိုးသမီးဓာတ်ပုံမှာ post ပေးတာတွေပါတွေကလည်းသူလှုပ်တတ်တယ်ပေါ့နော်သူကသူလည်းအရန်ယုံကြည်မှုရှိတယ်သူတို့လင်မယားနှစ်ယောက်ကိုကြည့်ရတာအရန်ကိုပြောစရာကောင်းတယ်ဆိုတဲ့ခံစားမှုမျိုးသူ့မှာရှိတယ်ပေါ့နော်အဲ့ဒီဓာတ်ပုံဆရာမကပြောတာအဲ့ဒီခုနကတော့ပြောတယ် Regan ဆိုတဲ့2019နောက်ပိုင်းမှာမင်္ဂလာဆောင်လိုက်တဲ့ကောင်မလေး
ကလည်းသူကပထမဆုံးကလေးတယောက်မွေးဘူးတဲ့အသက်18နှစ်မှာအဲ့ဒါကိုနောက်ပိုင်းကျသူကအခုအိုမာဆိုတဲ့ယောက်ျားတယောက်နဲ့တွေ့ပြီးတော့လက်ထပ်လိုက်တာလက်ထပ်တဲ့ချိန်မှာတေလာကသူမင်္ဂလာဆောင်မှာတပ်ပုံလာရိုက်ပေးတာအဲ့ဒီမှာဒီအိုမာနဲ့ရပြီးတိတ်မကြဘူးသူ့မှာကိုဝင်ရအောင်အဲ့ရေဂန်ကကိုဝင်ရတယ်ပေါ့နော်အဲ့တော့ဒီတေလာရဲ့ကိုဝင်ကအစ်စ်မှန်မဟုတ်ပါဘူးဆိုတာဝိတ်ကက်တငယ်ချင်းဖြစ်တဲ့စတက်ဖနီကသိတယ်စတက်ဖနီကသိတော့သူကဝိတ်ကက်အမေကော်နီကိုပြောတယ်ကော်နီကိုပြောတော့ကော်နီကလည်းအစားတွေကသူ့မှာသူ့ကားကိုပြန်လာသိမ်းသွားတယ်သူကတန်တရားနဲ့စိတ်ထဲမှာတမျိုးဖြစ်နေတဲ့အချိန်မှာပြီးတော့သူကဒီကလေးပေါ့နော်ကလေးကိုဝင်ဆောင်ထားရတယ်ဆိုပြီးတော့ယောက်ျားနဲ့လည်းအတူမနေဘူးယောက်ျားကိုလည်းသူ့ရဲ့ကိုလုံးသီးရေချိုးတာတွေပါမပြဘူးကွာမပြတော့ယောက်ျားကလည်းသူတကယ်ကိုဝင်ဆောင်ထားလားပါလား तू မသိဘူးမသိတဲ့အချိန်မှာဘယ်လောက်ဒီပြောလဲဆိုတော့အဲ့ weight ကတငယ်ချင်းယောက်ျားလေးတယောက်ဆိုရင် तू ကဘာပြောလဲဆိုတော့ तू က weight ကိုမေးတယ်ပေါ့နော်မိမအခုဘယ်နှလားရှိပြီလဲဘာညာဆိုတော့ weight ကလည်းပြန်ပြောတယ်မိ तू ကကိုဝင်ဘယ်နှလားရှိပြီပေါ့နော်အဲ့အချိန်မှာ तू တို့က sex လည်းပါလည်းမလုပ်ဘူးဆိုတော့ तू တော့အားတင်နေပေါ့နော်အဲ့လိုဟာမျိုးတွေကွာဆိုလိုချင်တာက weight ကတေလာရဲ့ကိုဝင်ကိုလည်းမမြင်ဘူးကိုဝင်ဆောင်ပြီးတဲ့နောက်ပိုင်းမှာ तू ကိုလုံးကြီးချစ်တာကိုလည်းမမြင်ဘူးအဲ့တော့ဒီဝိတ်ကတငယ်ချင်းနဲ့အမေနဲ့ကသူတို့ကဝိတ်ကိုပေါ်တင်ပြောတယ်နေမိမကကိုဝင်ရှိတယ်ဆိုတော့ဟုတ်ရဲ့လားကိုဝင်အတူကြီးထင်တယ်နော်အဲ့လိုပုံစံမျိုးနဲ့ပြောတော့ဝိတ်ကလည်းသူမိမသူ့ကိုဘာတွေပြောထားလဲဆိုတော့မိမမဟုတ်ပါဘူးကြီးထားပါတော့ပါတနာဘာတွေပြောထားလဲဆိုတော့သူ့အမေကလူတွေကိုရှောက်ပြောနေတာဒီတေလာရဲ့အမေကပေါ့နော်လူတွေကိုသူမကောင်းကြောင်ရှောက်ပြောနေတာသူ့အမေကမိကောင်းတဲ့အမေမဟုတ်ဘူးအဲ့လိုမျိုးပြောထားတာဝိတ်ကလည်းတေလာရဲ့အမေနေလျှောက်ပြောနေတာကိုနင်တို့မယုံကြနဲ့ပေါ့နော်အဲ့လိုပြောတာကွာသူတိတ်နားမဝင်ဘူးပြောချင်တာပေါ့ဆိုလိုချင်တာကတော့အဲ့လိုနဲ့ဒီတေလာရဲ့ဂျူးဒိတ်ပြေဖို့3ပတ်လောက်အလိုလဲကြာရောဒီသူဝိတ်တို့ရဲ့အနားမှာရှိတဲ့ဒီအင်ဂျင်နာချင်းတွေကလည်းသူတို့ကိုစောင့်ကြည့်တာပေါ့နော်အဲ့ဒီသူ့ရဲ့ကိုဝင်ကအတူကြီးပါဆိုတာအဲ့ community ကြားထဲမှာပြန့်နေတော့သူတို့စောင့်ကြည့်နေတယ်သူတို့တွားတာလာတာဘလို့ပေါ့နော်အဲ့မှာစောင့်ကြည့်နေတဲ့ခါကျတော့အိမ်နီးနားချင်းတယောက်ကဘာပြောလဲဆိုတော့ तू ကမကြခင်ကလေးမွေးတော့မှအမေတယောက်နဲ့မတူဘူးပေါ့နော်ပုံစံသွားတာလာတာလှုပ်ရှားတာတွေပါတွေကပြီးတော့အဲ့ဒီအချိန်မှာကိုဝင်က10လလောက်ရှိပြီ10လလောက်ရှိတယ်ဆိုတာကများတော့အပြင်မဖြစ်နိုင်ဘူးပေါ့နော်6လလွယ်ပြီး10လမွေးတာများတယ်10လကိုဝင်ထဲမှာလည်းမဖြစ်နိုင်ဘူးနောက်တစ်ခုကဘာလဲဆိုတော့ခုနကဆေးရုံကလူတွေကလည်းသူ့ကိုစောင့်ကြည့်နေတာ तू ကကိုဝင်တီးအတူကြီးဆိုတော့သူတို့သိရကွာသိတော့ तू ဘယ်လိုလုပ်မလဲပေါ့နော်သူများကလေးကိုသွားခိုးမလားအဲ့လိုမျိုးတွေသူတို့ကစဉ်းစားပြီးတော့ဘာလုပ်လဲဆိုတော့ဆေးရုံမှာသူတို့alert ပေးထားတယ်ကလေး unit တို့ဘာတို့တည်ချာ security နဲ့စောင့်မှုပေါ့နော်အဲ့လိုနဲ့သူတို့အဲ့လိုဆေးရုံကိုသွားမယ်တနေ့ကျတော့ Wayne နဲ့ဒီတေလာနဲ့သွားမယ်တနေ့ကျတော့ဘာဖြစ်လဲဆိုတော့သူတို့အိမ်မှာမီးလောင်တာအကြီးတော့မဟုတ်ပါဘူးမီးသေးလေးလောင်တယ်ပြီးလို့ရှိရင်အဲ့ဆေးရုံမှာbomb alert ဖြစ်တယ်ဆိုပြီးတော့ဆေးရုံကကြေညာတယ်တကယ်လဲ alert ဖြစ်တယ်အဲ့ဒီ alert ဖြစ်အောင်လို့ဘယ်သူကသတင်းပေးလဲဆိုတော့လူတယောက်ပေါ့နော်တယောက်ကဆေးရုံမှာဘုံထားတယ်ဆိုပြီးတော့သတင်းပေးတော့အမှရဲတွေပါနေဇရာရှုပ်တယ်အဲ့ဒီအချိန်မှာweight ကဆေးရုံသူနဲ့လိုက်မသွားနိုင်တော့ဘူးအဲ့လိုမျိုးတွေဖြစ်တာကွာနောက်တော့ weight ကသူစိတ်တွေတိတ်မကြည်တဲ့အခါကျသူတို့စကားများလို့ရှိရင်တေလာကဘာပြောလဲဆိုနင့်အမေကနင့်ကိုပြောတာမဟုတ်ဘူးလားငါ့ကိုမယုံမဟုတ်လားငါရဲ့ကိုဝင်ကအတူလို့ပြောတာကိုနင်ယုံနေတယ်မဟုတ်လားငါကြည့်နေနင့်ကိုငါကလေးမွေးပြမယ်အဲ့လိုမျိုးတွေသူပြောတာပေါ့နော်အဲ့လိုမျိုးသူကကိုဝင်တူကြီးလှုပ်ထားပါတယ်ဆိုတော့ community ထဲမှာပြန့်နေတဲ့တင်ကခုန Regan ဆိုတဲ့ကောင်မလေးရှိကိုလေရောက်တယ်ဒါပေမဲ့အဲ့ကောင်မလေးကလည်းကိုဝင်နဲ့ဆိုတော့သူကကိုချင်းစားတယ်ပြီးတော့တေလာကလည်းအရန်ကိုကောင်းတဲ့အမျိုးသမီးလို့သူကခံယူတယ်ကွာခံယူတော့သူတို့တငယ်ချင်းဖြစ်ပြီးတော့သူကနားမှာနေပြီးတော့တေလာကိုအားပေးတယ်အစင်ပြေအောင်ပေါ့နော်အစင်ပြေအောင်အားပေးတယ်သူတို့ရင်းနှီးတယ်ပေါ့ပြောချင်တာအဲ့လိုနဲ့ဒီအောက်တိုဘာလ2020ရောက်လာတော့ဒီခုနကပြောသလိုသူတို့ဆေးရုံအတူတူသွားဖို့ကြံတယ်ဒါပေမဲ့ဆေးရုံမှာဘုံအလားဖြစ်တယ်ဆိုပြီးတော့မသွားဘူးနောက်တစ်ခါကျတော့ဆေးရုံသွားမယ်မိနစ်မှာအတူတူသွားမယ်ဆိုတဲ့မိနစ်မှာဒီ weight ကသူကညဘက်ကျတော့ဘာmessage တစ်ခုရတယ်ကွာသူတို့ရဲ့ဝက်တွေရောင်းဖို့ဝက်တွေကိုလာပို့ပါဆိုပြီးတော့ပြောတာ delivery လုပ်ခိုင်းတာအဲ့လူကအဲ့ဒါကို weight ကနေပြီးတော့ weight ကသူကသွားပို့မယ်ပေါ့နော်အဲ့ဒီ weight ကိုသူကဝက်ကိုရင်ဝင်ပို့မယ်ပို့ပြီးတော့မှဆေးရုံမှာ
ဒီသူမျိုးသမီးတေလာနဲ့စုံမယ်ဆိုပြီးသူတို့ချိန်နေအဲ့တော့အိမ်ရထွက်တာဝိတ်ကအစောကြီးတွေကအဲ့ကားကြီးနဲ့ထွက်သွားပြီနောက်ပိုင်းကျမှဒီတေလာကသူကားနဲ့သူသွားမယ်ပေါ့နော်ဆေးရုံကိုအဲ့ဒီအချိန်မှာအဲ့ဒီနေ့မှာပဲရေဂန်ကိုဖုန်းဆက်လို့မရတော့ဘူးသူ့အမေကဖုန်းဆက်လို့မရတော့အဲ့ဒါသူ့အမေကဒီရေဂန်ရဲ့ပထွေးပေါ့နော်သူနောက်ယူထားတဲ့ယောက်ျားကိုလည်းမေးတယ်ရေဂန်ကိုနေတွေ့မိလားဆိုတော့ဟိုကလည်းမသိဘူးပေါ့နော်အမှသူကကြောက်အားကြီးနဲ့သူ့သမီးဗာမြန်ဖြစ်လို့လဲပေါ့နော်အဲ့လိုမျိုးပျောက်သွားစရာအကြောင်းမရှိဘူးဆိုသူ့သမီးအိမ်ကိုသွားရောသူ့သမီးအိမ်မှာရှိတဲ့ဂိုတောင်ကြီးကတကားကြီးကပွင့်နေပြီးတော့သူအထဲဝင်သွားတဲ့ခါကျမှသူကအရန်ကိုလန့်ပြီးတော့သူ့ဘဝမှာလုံးဝမမြင်ဘူးတဲ့အဖြစ်အပျက်မျိုးမကြုံဘူးတာတွေ့ပြီးတော့သူကရဲကိုဖုန်းဆက်တာငါသမီးကိုလူတက်သွားရတယ်ပေါ့နော်ငါမြန်လာပါဆိုပြီးတော့သူပြောတာအဲ့ဒီအချိန်မှာဒီခုနသူ့ယောက်ျားလှုပ်သူကလည်းလာပြီးတော့လာတဲ့အချိန်မှာမရဲနေအကုန်အဲ့ပေါ့နော်မရှုပ်ရှက်ခတ်နေတဲ့အချိန်မှာသူ့ယောက်ျားလှုပ်သူကလည်းသူဝင်ကြည့်တော့မယုံနိုင်စရာလုံးဝဟိုကမဖြစ်နိုင်တဲ့အဖြစ်ပြမှုပေါ့နော်နောက်အမေလှုပ်သူကပြောတယ်ငါသမီးကကိုဝင်နဲ့သူတေချာတော့မကြည့်ဘူးပေါ့နော်သူကလေးရောရှာတွေ့လာပေါ့နော်ကလေးကိုရှာပေးပါဆိုပြီးရဲတွေကိုပြောတယ်အမှကွာရဲတွေကကလေးရှာတော့ကလေးလည်းမရှိဘူးပေါ့ဒီမှာကလေးလည်းမရှိဘူးသူသမီးဆုံးနေတာမှန်တယ်အဲ့ဒါနဲ့သူတို့သမီးအကြီးလေးကြတော့သူတို့အခန်းထဲမှာပုံးတယ်လို့မျိုးပေါ့တောင်လေးမှာကတ်နေတဲ့ပုံစံမျိုးနဲ့နောက်ပိုင်းကျပြန်တွေ့တဲ့ကလေးကိုဒါပေမဲ့ကလေးအဲ့ကိုဝင်ဆောင်မျိုးသမီးရဲ့ဘိုက်ထဲကကလေးကိုတော့သူတို့ရှာမတွေ့ဘူးအဲ့ဒီအချိန်နဲ့တိတ်မကွာတဲ့အချိန်မှာပဲတေလာကကားပေါ်ကနေပြီးတော့သူ emergency ကိုဖုန်းဆက်တာသူဖုန်းဆက်တော့ကဲပါပေါ့နော်သူ့ကိုကဲပါဆိုတော့သူကအခုဆေးရုံသွားနေတဲ့လမ်းမှာဒါပေမဲ့အခုချက်ချင်းပဲကားပေါ်မှာပဲသူကလေးမွေးလိုက်ပြီပေါ့နော်အဲ့ဒါနဲ့ရဲတွေကသွားလဲသွားသူကနေပြီးတော့တောင်းပန်တာငါ့ကိုဆေးရုံပို့ပေးပါဆေးရုံပို့ရဲတွေကသူကငါတို့ဆေးရုံပို့လို့မရဘူးငါတို့အခု emergency ခေါ်ထားတယ်ပေါ့နော်သူတို့ဒီသက်ဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်တဲ့လူတွေလာမှဆိုပြီးတော့အဲ့လူတွေကိုစောင့်ပြီးတော့သူ့ကိုကလေးသူမွေးတယ်ဆိုတဲ့ကလေးလေးနဲ့သူနဲ့ကိုဆေးရုံပို့လိုက်တယ်ဆေးရုံပို့လိုက်တဲ့အချိန်မှာဆေးရုံကဆရာဝန်မတွေသူနာပြုတွေကသူ့ကို ultrasound စစ်တယ်အဲ့မှာသူကိုဝင်ဆောင်ထားတယ်ဆိုတော့လက္ခဏာမတွေ့ဘူးနောက်တစ်ခုကသူ့ရဲ့မျိုးသမီးအင်္ဂါကိုစစ်မယ်လို့ပြောတယ်ဒါပေမဲ့ तू ကအစစ်မခံဘူးဆိုတော့ तू ကဘာလို့စစ်ချင်လဲဆိုတော့ဒီကလေးမွေးထားတာဆိုရင်အထဲမှာပေါ့နော်ပိုးဝင်တာတွေရောင်ရမ်းတာတွေပါဖြစ်နေတော့စစ်မယ်လို့ပြောတာ तू ကအစစ်မခံအောင်အဲ့ဒါနဲ့ဒီရဲကနေပြီးတော့အနောက်ဆရာဝန် OG တယောက်ကိုခေါ်ပြီးတော့ဆရာတေချာစစ်ပါပေါ့နော် तू ကလေးမွေးထားတာဟုတ်နိုင်မဟုတ်နိုင်ဆိုတော့အဲ့ဆရာဝန်ကစစ်ပြီးတော့ဘာပြောလဲဆိုတော့ तू ကကလေးမွေးထားတာဘယ်လို့မှမဖြစ်နိုင်ဘူးပေါ့အဲ့လိုမျိုးပြောလိုက်အဲ့လိုမျိုးပြောတဲ့အချိန်မှာလေအဲ့အမျိုးသမီးကသူကဒေါသထွက်တာဒီလား तू ကလေအဲ့ဒီရဲတွေရောဆရာဝန်တွေရောအော်တာငါအခုမှကလေးမွေးထားတာဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲအဲ့ဒါငါကလေးရောအခုဘယ်မှာလဲအဲ့လိုမျိုးတွေမေးတာကွာလုံးဝငိုကြီးချက်မနဲ့ပေါ့နော်အဲ့လိုမျိုးတွေမေးပြီးတော့ဆရာဝန်ရဲတွေကအစားတော့ကတော့ရဲတွေကနည်းနည်းဟိုပေါ့နော် soft ပေါ့ညင်တလေးနဲ့ပြောနေတယ်နောက်ပိုင်းကျသူ့ကိုလက်ထိတ်ခတ်ပြီးတော့ရဲစခန်းကိုခေါ်သွားပြီးတော့မေးတဲ့ခါကျတော့ तू ကလေငါမလုပ်တာအောင်နင်တို့ဘာလို့အဲ့လိုပြောနေရလဲနင်တို့ဘာပြောနေတာလဲမသိဘူး तू အဲ့လိုမျိုးပဲပြောတာနောက်ပိုင်းကျတော့ငါမလုပ်ဘူးဆိုတာကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငါအဲ့ရေဂန်ကိုသွားတွေ့တော့ तू ကသူ့ဘိုက်ထဲကကလေးကိုထုတ်ပြီးတော့ယူသွားလို့အော်နေလို့ငါသူ့ဘိုက်ထဲကကလေးကိုထုတ်ပြီးယူလာတာပေါ့နော်အဲ့လိုပြောသိလားဆိုတော့ဒီကိုဝင်ဆောင်တဲ့အမျိုးသမီးတရားသူတို့ရဲ့ဒီကိုတောင်ထဲမှာအသက်ခံနေဆိုတဲ့သတင်းကိုကြားတယ်အဲ့ဆေးရုံကခုနကကျမ်းမာရေးဝန်ထမ်းတွေကတိလိုက်ပြီးဘာဖြစ်လဲတရားခံဘယ်သူဖြစ်နိုင်လဲဆိုတော့သူတို့သတင်းတော့မကြည့်ပဲတိလိုက်တယ်ပေါ့နော်ဒီဒေလာပဲဖြစ်နိုင်တယ်ဆိုတာနောက်ဒီ weight တို့ corny တို့သူ့အမေတို့ပတ်ဝန်းကျင်ကလူတွေဆိုတော့သူတို့ကအလုံးဝ jaw dropping အရန်ကိုအားတွေတင်ပြီးတော့ပေါ့နော်ဘယ်လိုများလုံနိုင်ရက်တာလဲပေါ့နော်အဲ့လိုမျိုးတွေးကြရဲကွာနောက်ကြတော့ဒီဆေးရုံကလူကအဲ့ဆုံးသွားတဲ့ရေဂန်ကိုတွားစစ်တဲ့လူကပြန်ပြောတာကြတော့အဲ့ဒီတေလာကသူကအဲ့နေ့မနေ့မှာဆေးရုံကိုမသွားခင်ရေဂန်အိမ်ကိုတွားပြီးတော့သူ့မှာအဲ့ခွဲစိတ်ဓာတ်ရဲ့ကျိုးရဲ့လားမသိဘူးအဲ့လိုမျိုးယူထားတာရှိတယ်ပေါ့နော်အဲ့ဒီဓာတ်နဲ့တွားပြီးတော့ဟိုမှာရုံးရင်းဆန်ကန်ဖြစ်ပြီးတော့အဲ့ဒီဆရာဝန်ပြန်ပြောတဲ့အချက်လက်တွေကိုကြားတာနဲ့တို့ဆိုရင်လေအန်ဂျင်စိတ်တောင်ပေါက်တယ်သိလားဘာလို့လဲဆိုတော့သူကဘယ်နှချက်အဲ့လိုမျိုးဘိုက်ကိုခွဲတော့ဘယ်နေရာတွေကိုထိတာအဲ့လိုမျိုးကွာပနေကြီးပြောပြတာထိပြီးတော့မှတော်ကိုခံစားပြီးတော့မှဟိုတယောက်ကဆုံးသွားတဲ့ပုံစံမျိုးပြီးတော့မှခလေးကိုသူကအချင်းအောင်မဖြတ်ဘဲနဲ့ထုတ်ယူလာတဲ့ဟာမျိုးတို့ဘာလို့အဲ့လိုမျိုးတွေပြောတာကွာ
ပြောပြီးတော့ဒါပေမဲ့အဲ့လိုလောက်ခဲ့လဲခလေးလေးလဲအသက်မရှိဘူးခလေးလဲဆုံးတယ်ဆိုတော့ဒီခံရတဲ့မိသားစုကကြေကွဲတာပေါ့နော်ရေဂန်ရဲ့အမျိုးသားအဖေအမေညီမတွေအကုန်လုံးကမယုံနိုင်စရာရေဂန်ကဒီတေလာကိုအရန်ကိုချင်းစာနားလေပြီးသူ့နားမှာရှိနေတာပေါ့နော်အဲ့ဒါကိုဒီအမျိုးသမီးကဒီသူ့ဘိုက်ထဲကခလေးသူ့ကိုလည်းတတ်တယ်ဘိုက်ထဲကခလေးကိုလည်းထုတ်သွားပြီးတော့သူ့ခလေးပါဆိုပြီးတော့ပြောတာပေါ့နော်အဲ့လိုနဲ့နောက်ဆုံးသူ့ရုံးတင်ပြီးတော့စစ်ဆေးတာတွေပါလေလှုပ်လဲပြီးတော့သူထောင်းတန်းတေမိတ်ပေါ့နော်တကြွတော့မဟုတ်တေမိန်ချလိုက်တယ်တေမိန်ချလိုက်ပြီးမဲ့သူကအဲ့တေမိန်ချတာ2020နှစ်မှာသူတေမိန်ချဒါပေမဲ့တေမိန်ချပြီးမဲ့အခုချိန်ထိသူကအဲ့ထောင်ထဲမှာရှိနေတော့ဘာဖြစ်လို့လဲဆိုတော့ဒီ US မှာကသူတို့ဥပဒေရ2မျိုးရှိရကွာ mental illness ကတစ်မျိုးရှိတယ်နောက် legally အရယူနေတယ်ဆိုတော့အပိုင်းကတစ်မျိုးရှိတယ်အဲ့တော့ဒီအမှုကိုစီရင်တဲ့အခါကျတော့ဒေလာဘက်ကရှိနေတယ်ဘာပြောလဲဆိုတော့သူကပေါ့နော်mentally အရာမကောင်းဆိုတော့စိတ်ပိုင်းဆိုင်ရာချိုယွင်းနေတာဖြစ်လို့ဆိုတဲ့အချက်နဲ့ရှောက်လဲချက်ပေးတယ်ကွာဒါပေမဲ့တရားသူကြီးတို့ဘာလို့ကအဲ့ဒါကိုလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာချိုယွင်းချက်ရှိတဲ့လူတွေကစိတ်ပိုင်းဆိုင်ရာချိုယွင်းချက်ရှိတဲ့လူတချို့ကသူတို့ဘာတွေလုပ်နေလဲဘယ်ဟာလုပ်ရင်မှားတယ်ဘယ်ဟာလုပ်ရင်မှန်တယ်ဆိုတော့အတွေးခေါ်နားလည်မှုရှိတဲ့လူတွေလည်းရှိတယ်အဲ့ထက်တည်းတေလာပါနေတယ်ပြောချင်တာသူမယူကွာသူ့အယူလက်မှတ်သူ့မှာလည်းအယူလက်မှတ်လည်းမရှိဘူးဆိုတော့ဒါကိုလက်မခံမနဲ့တရားသူကြီးကသူ့ကိုတေမိန်ချလိုက်ဒါပေမဲ့အမေရိကမှာကခုနကပြောသလိုတေမိန်တွေကချက်ချင်းတက်ရတာမျိုးမဟုတ်ဘဲနဲ့သူတို့နောက်မှာဘာတွေပါလာလဲဆိုတော့အပီးလောက်တာတွေလုပ်လို့ရတယ်အပီးမှာအဆင့်ရှိရကွာဘယ်အဆင့်အဲ့လိုဟာမျိုးတွေပြန်သုံးသက်တာတွေဘာတွေကြာတော့ပုံမှန်အားဖြင့်အဲ့ဒါတွေက10နှစ်ကနေ20လောက်ကြာတာအဲ့တော့ဒီမျိုးသမီးကအနည်းဆုံး10နှစ်ကနေ20ထောင်ထဲမှာရှိအောင်မှာရှိပြီးတော့မှဘာမှသူ့အတွက်ထူးမလာဘူးဆိုတော့မှနောက်ပိုင်းကျမှသူ့တေမိတ်ပေးမဲ့နေပေါ့နော်အဲ့ဒါကိုတတ်မှတ်မှာအဲ့တော့လောဆယ်ဒီမျိုးသမီးကဒီအမေရိကမှာအသက်အငယ်ဆုံးတေတံပေးခံတဲ့စရင်ထဲမှာပါနေတယ်သူအဲ့ဒီအချိန်မှာသူအဲ့ကိုဝင်ဆောင်တဲ့ဘိုက်ထဲကခလေးကိုထုတ်ပြီးတော့လူတက်တာပဲလှုပ်တဲ့အချိန်မှာသူ့တက်က20ခုပဲရှိသေးတယ်အဲ့ဒီမှာလေသူကဘာဖြစ်လို့မြန်ဒီလောက်တောင်ရဲဆက်လုံးနိုင်ရတယ်ဆိုတာဟာကိုသူကနားမလဲလို့သူ့မှာကွာအဲ့လို mental illness တခုခုရှိလာလို့ရှာကြည့်တဲ့အခါမှာသူ့ရဲ့ mental illness ကလေ psycho ကသူ့ psycho ကတမျိုးသူကဘာလဲဆိုတော့ခုနကဒီတောက်လျှောက်မှာပြောခဲ့တယ်လို့သူကသူ့မှာပတ်စံနေရှိတယ်ဖိုးတွေဖွားတွေကအမွေတွေထားခဲ့တာသူ့အမေကဒါတွေကိုဘယ်လိုကလပန်ထိုးထားလို့သူပတ်စံနေမရတာသူ့မှာစာရွက်စာတမ်းတွေပေါ့နော်စာရွက်စာတမ်းတွေဆိုလဲအဲ့လိုမျိုးကွာ2016ကဟာတွေပါတယ်အဲ့ဒါတွေလည်းအတူတွေကွာပြီးတော့သူတောက်လျှောက်မှာပြောခဲ့တယ်ငါနေမကောင်းဘူးငါမှာကင်ဆာရှိလားမသိဘူး brain tumor ဖြစ်နေတယ်အဲ့လိုဟာမျိုးတွေတောက်လျှောက်တွေပြန်ကြည့်မယ်ဆိုရင်သူကလေသူကိုယ်တိုင်မဟုတ်တဲ့တခြား identity တခုကိုသူလိုချင်နေတဲ့ဟာမျိုးပေါ့နော်အယောင်ဆောင်ထားတဲ့ပုံစံမျိုးပေါက်နေတာသိလားအဲ့လိုအယောင်ဆောင်တဲ့လူတွေကလေတယောက်ကဒါမှသူတို့ချစ်တယ်ဒါမှမဟုတ်သူတို့တွေ့တာတဲ့တယောက်ကသူတို့ထားသွားမှာတို့ဘာလို့သူတို့အရန်ကြောက်တယ်ကွာဒီတေလာအနေနဲ့ပြောမယ်ဆိုလို့ရှိရင် wait ဆိုတဲ့အမျိုးသားကသူ့ကိုထားသွားမှာသူတို့ relationship အဆုံးသတ်မှာကိုသူကကြောက်တယ်အဲ့လိုကြောက်တဲ့အခါကျတော့သူ့ကိုပြန်ဆွဲဆောင်တဲ့အနေနဲ့သူကလို့ fake pregnancy ပေါ့နော်ကိုဝင်အတူကြီးနဲ့ပြပြီးတော့ချုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးသူကပြန်ပြီးတော့ဆွဲဆောင်တာဒါပေမဲ့ तू ကအဲ့ဒါတွေလောက်တော့လေ तू စနစ်တကျလောက်တာနော်လောက်ဘာတွေလောက်တာလဲဆိုတော့ तू online မှာအကုန်ရှာထားတာဥမာဘယ်ကိုဝင်ဘယ်နှလမှာ bike ကဘယ်လိုမျိုးပြီးတော့ကလေးတွေကိုဘယ်လိုလုပ်ရမလဲအဲ့လို research တွေပါတယ်ကွာအကုန်လုံးကို तू ကစနစ်တကျလုပ်ပြီးတော့မှ तू အယောင်ဆောင်တာပေါ့နော်အယောင်ဆောင်တော့ဒီသူ့မှာတခြားလေလူသက်သမားတွေလို့ psycho ရငငယ်တုန်းက abuse လုပ်ခံတာတို့သူများ revenge လုပ်ချင်တာတို့မကျင်နဲ့လို့တန်တယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ तू ကသူ့ရဲ့အယောင်ဆောင်ဘဝထဲမှာပဲမျောပြီးတော့အဲ့လိုမျိုးကြီးဖြစ်သွားတာကွာတခြား online ကဒီ articles တွေပါရှာဖတ်တော့လေအဲ့လောက်သူ့ရဲ့ mental illness ကအဲ့လိုအယောင်ဆောင်တတ်တယ် fake လုပ်တတ်တယ်ဆိုတာလောက်ပဲတွေ့တယ်တခြားကြီးမားဘာမှမတွေ့ဘူးသိလားအဲ့တော့အယောင်ဆောင်တတ်တဲ့လူ
သူများအထင်ကြီးအောင်မဖြစ်ဒါမှမဟုတ်လို့ရှိရင်တခုခုကြောင့်အယောင်ဆောင်တတ်တဲ့လူကအမြဲတမ်း fake ဆိုတဲ့အောက်မှာပဲတဝဲလဲလဲဖြစ်နေပြီးတော့နောက်ဆုံးကျဒီလိုမျိုးမဖြစ်သင့်တာတွေဖြစ်လာခဲ့ရတယ်လို့တော့တုံးတက်မိတာပဲလေနောက်တစ်ခုကျတော့ तू ကအဲ့ fake ကိုတောင် तू ကလေရဲတွေပိုင်းနဲ့တွေ့တဲ့အချိန်မှာ तू ကအဲ့ fake အတိုင်းပဲ तू ကဆက်သွားတာနော် तू မဟုတ်ပါဘူး तू မလုပ်ပါဘူးပဲအတင်းကြီးနောက်ပိုင်းကျရဲတွေကဒေါသတန်တွေပါလာပြီးတော့နည်းနည်းတင်းမမမေးတော့မှသူ့ဘက်ကရော့ကျသွားတာကြောက်စရာကြီးနော်တကယ်ဆိုလို့ရှိရင်ကိုဝင်ဆောင်မျိုးသမီးတယောက်တည်းကမျိုးသမီးဘိုက်ထဲကကလေးကိုထုတ်ပြီးတော့သူ့ကလေးပါလို့ပြောပြီးတော့စဉ်းစားချိန်ဘယ်လိုမှမဖြစ်နိုင်ဘူးလေကွာဒီလားကလေးမွေးထားတဲ့မျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်နဲ့မမွေးတဲ့လူတူမှမတူတော့ तू ကအဲ့ဒါကိုဆေးရုံနေပါရောက်ပြီးဆေးရုံကဆရာဝန်တွေရဲတွေကို तू ညာဖို့ကြိုးစားတာအောင်ကဲပြောချင်တဲ့ story လေးကတော့ဒီလောက်ပါပဲတကယ်ချင်းရေနားထောင်ပေးတဲ့အတွက်ထုံးစံတိုင်းတကယ်ချင်းကျေးဇူးများကြီးတင်ပါတယ်တတ်တာ